မင်္ဂလာပါ Prime Ambient Legal Solution မှာကြိုဆိုပါရစေ။ဒီနေ့မှာတော့လုပ်ငန်းရှင်တွေအများဆုံးမေးတဲ့မေးခွန်းတွေကိုထုတ်နှုတ်ပြီးတော့ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။ကျွန်မကတော့နာခံမျိုးတွေပါ။ကျမကတော့ရှုံးလဲဝေပါ။လူကိုရင်းနဲ့ပတ်သက်ပြီးမေးချင်တာလေ။လူကိုနည်းနည်းတူတာပဲဖြစ်တရားစွဲခံရနိုင်လားဆိုတာကိုဆရာမရှင်းပြပေးပါဦး။ အတူချိုးဖြေရရင်တော့ဟုတ်ပါတယ်တရားစွဲခံရနိုင်ပါတယ်လူကိုတူမတူဆိုတဲ့ကိစ္စရပ်မှာ 100% တူမှာပဲပြဿနာဖြစ်နိုင်တယ်လို့ဆိုလိုတာမျိုးမဟုတ်ပါဘူး consumer confusion ဖြစ်လို့ရှိရင်လည်း treatment infringement ဖြစ်နိုင်ပါတယ်ဒါဆိုအရာပြောင်းထားတယ်ပေါ့နော်ပြီးတော့ font လေးနည်းနည်းပြောင်းထားတယ်ဆိုရင်ရောအဆင်ပြေလားရှင်မလုံလောက်ပါဘူး logo ကိုစစ်တဲ့အခါမှာ overall infraction meaning sound visual similarity အားလုံးကိုကြည့်ပါတယ်တကယ်လို့ customer ကနေပြီးတော့ဒီ brand တစ်ခုဆက်ဆက်နေလို့ထင်ရင်လည်းပြဿနာဖြစ်နိုင်ပါတယ်register မလုပ်ထားအောင်ဆိုရင်ရောတရားစွဲလို့ရနိုင်လားဆိုတာနဲ့ပတ်သက်ပြီးတော့ဆရာမရှင်းပြပေးပါဦး register လုပ်ထားရင်တော့ဥပဒေရဖို့အားကောင်းပါတယ်။သို့တော့ register မလုပ်ထားသေးပေမဲ့ person of bad faith misrepresentation တွေပေါ်အခြေခံပြီးတော့လည်းပြဿနာတက်နိုင်ပါသေးတယ်။အချင်းချင်းအနေနဲ့ပြောရရင် logo နည်းနည်းထူတာလည်းအန္တရာယ်ရှိတယ်။မတူဘူးထင်တယ်ဆိုတာကလည်းလုံလောက်တယ်ဆိုတာမဟုတ်ပါဘူး။ register မလုပ်ခင်မှာ search မဖြစ်မနေလုပ်ဖို့လိုအပ်ပါတယ်။ logo ဖန်တီးမယ့်အချိန်မှာအရေးကြီးဆုံးကတော့ legal risk ကိုစဉ်းစားဖို့လိုအပ်ပါတယ်။ဒါကြောင့် logo ကိုဖန်တီးပြီး Prime Ambient Legal Solution နဲ့အခမဲ့တိုင်ပင်ဆွေးနွေးလိုက်ပါ။ Your creation is our protection